နားထောင်လိုက်ရင်တော့ပုံပြင်တဲကလည်းနော်ဟုတ်ပဲတန်တာယူတဲ့ကလိုပဲဒါမဲ့ဒါကတကယ်ရှိနေတဲ့တက်တော်တစ်ကောင်အကြောင်းပါဟုတ်ပါတယ်ဒီနေ့ကျွန်တော်လည်းဆွေးနွေးမှာကအဲ့လိုထူးခြားတဲ့တက်တော်လေးတစ်မျိုးဖြစ်တဲ့ဖတ်ချေ Leafman Jack အကြောင်းဖြစ်ပါတယ်သူကိုပူတာချေလို့လည်းခေါ်ကြတယ်ပေါ့နော်ဒီအကြောင်းအရာကိုလေ့လာဖို့အတွက်ကျွန်တော်တို့စီမှာ Wildlife Conservation Society ကဇီဝပညာရှင်တွေရဲ့မှတ်တမ်းနေပြီးတော့နိုင်ငံတကာဆွဲဆောင်ကြံကောင်းတို့ချက်တည်လည်းရှိပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့ mission ကတော့ကမ္ဘာအသေးဆုံးသမင်းမျိုးစေ့တွေတဲကတစ်ခုဖြစ်တဲ့ဒီထူးခြားတဲ့တက်တော်လေးရဲ့လူဝက်ချက်ဒီကိုအတူတူဖော်ထုတ်ဖို့ပါပဲဒါကတင်းငယ်တဲ့သမင်တကောင်အကြောင်းတတော်မဟုတ်ဘူးလေဒါဟာသိပ္ပံပညာရဲ့ရှာဖွေတွေ့ရှိမှုတစ်ခုဘလို့ဖြစ်ပေါ်လာတယ်လဲဒီတက်ခန်ရဲ့ရိုးရအသိပညာကဘလောက်တောင်အရေးပါတယ်လဲပြီးတော့ကျွန်တော်တို့သိမသိသေးတဲ့ရှားပါ music တွေကိုထိမ့်သိမ်းရခြင်းရဲ့စိန်ခေါ်မှုတွေအကြောင်းကိုပါမီမောင်းထုတ်ပြနေတဲ့ဇလန်တပုတ်လို့ပါပဲကဲဒီဇလန်ကိုအစနေပြင်ကောက်ကြည့်ရအောင်ဒီတတဝါကိုတိပန်လောကကဘလို့စပြီးတွေ့ရှိခဲ့တာလဲဇလန်ကတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတယ်1990ခုနှစ်မှာစတင်ခဲ့တာပါနေရာကတော့မြန်မာနိုင်ငံမြောက်ပိုင်းခက်ချင်းပြည်နယ်ထဲကအလုံးဝေးလံခေါင်ဖျားတဲ့နောင်မွမြို့နယ်မှာပေါ့အဲ့ဒီမှာနာမည်ကျော်ဇီဝဗေဒပညာရှင်Alan Rabinowitz ကပွင့်စစ်လေ့လာမှုတစ်ခုလုပ်နေခဲ့တယ်သူကအဲ့ဒီ data ရဲ့တားရိုင်းတွေ့ရစံနေအကြောင်းမှတ်တမ်းတင်နေတော့ပေါ့ဟုတ်ပါတယ်အဲ့ဒီအချိန်မှာပဲသူကခြေအသေးကောင်းလေးတစ်ခုကိုတွေ့လိုက်တာဆိုတော့သူကအဲ့လိုတွေ့လိုက်တဲ့အခါအရွယ်စားကတိတ်သေးနေတော့ဒါအကောင်ပေါက်လေးပဲလို့ထင်မှာပေါ့နော်အတိအကျပဲအစားတော့ဒါဟာလူတိများလေခြေတစ်မျိုးမျိုးရဲ့အကောင်ပေါက်လေးပဲဖြစ်လာမယ်လို့သူယူဆလိုက်တယ်ဒါကအဖြစ်နိုင်ဆုံးကောက်ချက်ချမှုပဲလေဒါပေမဲ့အဲ့ဒီမှာတင်ဇလန်ကမပြီးသွားမှာပေါ့ဘယ်အချက်ကသူ့ကိုတန်တရားဝင်သွားစေတာလဲအဲ့ဒါကပဲဒီတွေးရှိဦးရဲ့အဓိကအလဲအပြောင်းပါပဲသူကအဲ့ဒီအသေးကောင်ကိုတေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတက်ကေကိုအားတင်စရာအချက်ကိုတွေ့လိုက်ရတယ်ဘာများလဲအဲ့ဒါကတော့ဒီအကောင်ဟာကလင်းမဟုတ်ပဲရွယ်ရောက်ပြီးသားသမီးမွေးဖွားနိုင်တဲ့အမတကောင်ဖြစ်နေတာပါပဲဩဟုတ်လားဟုတ်တယ်အဲ့ဒီအချိန်မှာသူ့ကောင်လေးမှာမေးခွန်းကြီးအများကြီးထွက်လာပြီရွယ်ရောက်ပြီးသားသမင်တကောင်ကဘာလို့ဒီလောက်သွေးငင်နေရတာလဲပေါ့စဉ်းစားကြည့်တော့ဟုတ်တယ်နော်အရွယ်ရောက်ပြီးသားလို့တိလိုက်တာနဲ့အရင်ကတွက်ထားတာတွေအကုန်မာသွားပြီအဲ့ဒီနောက်မှာတော့ DNA စစ်ဆေးမှုတွေပါကိုရောက်သွားရောပေါ့တီးကြပါပဲသူကနမူနာတွေယူပြီးမျိုးဗီဇ DNA စစ်ဆေးမှုတွေလုပ်လိုက်တယ်အဲ့ဒီခါမှသိပ္ပံလောကတစ်ခုလုံးတုံ့လှုပ်သွားစေမဲ့အဖြေထွက်လာတာဒါဟာသိပ္ပံပညာအတွက်လုံးဝမျိုးစိသစ်တစ်ခုဖြစ်တဲ့Mondiacus pudawensis ဆိုတာတို့တရားဝင်အတည်ပြုနိုင်ခဲ့လားပါဒီတွေ့ရှိမှုမှာကျွန်တော်တို့တကယ်သဘောကျစေတဲ့အပိုင်းတစ်ခုရှိတယ်သိပ္ပံပညာရှင်တွေ DNA စစ်မျိုးစိသစ်လို့အတည်ပြုဖို့ကြိုးစားနေတော့ data ခဏရတော့အဲ့ကောင်လေးလားဆိုတဲ့ပုံစံမျိုးဖြစ်နေတာဟာဟုတ်တယ်အဲ့ဒါကဒီဇလန်ရဲ့အလားပစုံအပိုင်းလို့တောင်ပြောလို့ရတယ်သိပ္ပံပညာအတွက်ဒါဟာအသစ်အဆန်းထင်နေပေမဲ့အဲ့ဒီ data မှာနေလာတဲ့ data ကမှုဆိုးတွေကတော့ဒီတတဝါအကြောင်းကိုရင်ကတည်းကကောင်းကောင်းတည်နေခဲ့ကြတာပါသူတို့ပေးထားတဲ့နာမည်ဖတ်ချေဆိုတာလေးကအရင်လာတယ်သူ့ရဲ့ကိုယ်တဲ့ဒီလုံးကိုတရွက်ကြီးတရွက်တဲ့နဲ့လုံအောင်ထုတ်ပေါ်နိုင်လို့ဒီနာမည်ပေးထားတယ်ဆိုတာကသူ့ရဲ့အရွေအစားကိုအကောင်ဆုံးပုံဖော်ပြလိုက်တာပဲဒါဟာတိပန်နိကြတွေ့ရှိမှုမတိုင်ခင်ကတည်းကဒေတာခန်ရဲ့ရိုးရာအသိပညာကဘလောက်တောင်တိကျလဲဆိုတာကိုပြတဲ့တာရကကောင်းတစ်ခုပဲလေဒေတာခန်ကတရွက်စာလို့ပြောကြတာဆိုတော့သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကိုစက်ကြည့်အောင်တကယ်ကိုဘလောက်ထိသေးရလဲကိန်းကနန်းနဲ့ပြောရရင်အရွယ်ရောက်ပြီးသားဖတ်ချီတကောင်ဟာဖခုံးအမြင့်လက်မ20စင်တီမီတာနဲ့ဆို90စင်တီမီတာလောက်ပဲရှိပါတယ်လူတရားနဲ့ဒူးအမြင့်လောက်ပဲရှိတယ်ဆိုတဲ့သဘောပေါ့ဟုတ်တယ်ကိုအလေးချိန်ကတော့ပိုတောင်အံ့ဩဖို့ကောင်းသေးတယ်25ပေါင်ကီလိုဂရမ်နဲ့ဆို11ကီလိုဂရမ်အောက်တောင်နီးပါသေးတယ်တော်တော်လေးကိုတင်းငယ်တာပဲအယောင်ကတော့အညိုဖြော့ရောင်အဖိုးတွေမှာဦးချိုလေးပါမယ်အဲ့ဒါလည်းတလက်မလောက်ပဲရှိတာဆိုတော့ဟုတ်ပါတယ်ဒါပေမဲ့သူ့မှာတခြားသမင်တွေနဲ့လုံးဝမတူတဲ့ပိုပြီးထူးခြားတဲ့အချက်တွေရှိနေပါသေးတယ်ပထမတစ်ခုကဖတ်ချေအကောင်ပေါက်လေးနေမှာလေအဆက်အပြောက်ဒီလုံးဝမပါပါဘူးအဆက်အပြောက်မပါဘူးလားဒါကကျွန်တော်တို့တည်ထားတဲ့သမင်ပေါက်လေးတွေရဲ့ပုံစံနဲ့လုံးဝဆန့်ကျင်ဘက်ပဲဘမ်ဘီလိုကာတွန်းတဲ့ထဲမှာတော့သမင်ပေါက်လေးဆိုတာအဖြူဆက်လေးတွေနဲ့လေအဲ့ဒီအဆက်တွေကတောထဲမှာကိုရောင်ဖြောက်ဖို့မဟုတ်လားဒါကပညာရှင်တွေအတွက်လည်းစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုပဲဖြစ်နိုင်ခြေတစ်ခုကတော့သူတို့နေထိုင်တဲ့တောမျိုးစားကအရန်ကိုတိတ်တဲလွန်းလို့အဆက်အပြောက်နေမလို့ပဲပုံကွယ်နိုင်တာထင်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဒါထပ်ပိုးပြီးစိတ်ဝင်စားစရာကောင်းတဲ့
သူရဲ့အဓိကထူးခြားချက်တစ်ခုရှိနေတယ် ။ဘာမြလဲ အဲ့ဒါကတော့အဖိုးရောအမရောနှစ်မျိုးစလုံးမှာထင်ရှားတဲ့သွားဆွဲတွေ K9 tusk ရှိနေတာပါပဲ ။ခဏလေး။သွားဆွဲလား။တမင်မလားလေ။ဒါကပုံမှန်မဟုတ်ဘူး ဟုတ်တယ် ။တမင်အများစုကဥချိုကိုခုခံကာကွယ်ဖို့တုံးကြတာမဟုတ်လား။အရွယ်သားတီဥချိုကလည်းဆက်လက်မပဲရှိတဲ့ကောင်မှာသွားဆွဲကဘာတော့ခက်နိုင်မလဲ အဲ့ဒီအချက်ကပဲပညာရှင်တွေကိုအကြီးအကျယ်ဆွဲဆောင်နေတာပါဒီလက္ခဏာရပ်တွေသိငယ်တဲ့အရွယ်စားတကောင်တဲနေတဲ့အကျင့်သွားဆွဲရှိနေတာအားလုံးကိုပေါင်းကြည့်လိုက်ရင်ဒါဟာရှေးကြရဲ့သမင်မျိုးစိတွေရဲ့လက္ခဏာရပ်တွေနဲ့တိုက်ရိုက်ကိုကိုက်ညီနေတယ် ။ဆိုလိုတာက ဆိုလိုတာကကျွန်တော်တို့ဟာသိငယ်တဲ့သမင်တစ်ကောင်ကိုကြည့်နေတာမဟုတ်ပဲနှစ်တန်းပေါင်းများစွာကတည်းကမပြောင်းမလဲရှိနေခဲ့တဲ့တက်ရှိကြောက်ဖြစ်ရုပ်ကျွင် living fossil တကောင်ကိုကြည့်နေတာနဲ့တူတယ်လို့ပြောလို့ရပါတယ် ဒါဆိုရင်ဖတ်ချေကိုလေ့လာခြင်းကတမင်မျိုးနွယ်တစ်ခုလုံးရဲ့စင်ကဲဖြစ်စဉ်တမိုင်းကိုပြန်ကြည့်နိုင်တဲ့ပြည်ရင်းပေါက်တစ်ခုလိုဖြစ်နေတာပေါ့ဒီလိုတက်ရှိကြောက်ဖြစ်ရုပ်ကျွင်တကောင်ကနှစ်တော်များစွာဘယ်လိုများပုံကွယ်နေနိုင်ခဲ့တာလဲသူတို့နေထိုင်တဲ့နေရာကတော်ရုံနေရာတော့မဖြစ်နိုင်ဘူး အလုံးဝမခင်နိုင်ပါဘူးသူတို့ကအလွန်ကိုတီးတန့်ဆန်ပြီးထွာလာရခက်ခဲတဲ့တိတ်တဲ့တောတွေထဲမှာပဲနေထိုင်ကြပါတယ်မြန်မာနိုင်ငံမှာဆိုရင်ပူတာအိုမြို့ရဲ့အရှေ့မြောက်ဘက်ကဟူကောင်းတောင်ကြားဒေသနဲ့မေခမြို့ရဲ့မြစ်လက်တက်တစ်ခုဖြစ်တဲ့နမ်တမိုင်မီရဲ့တောင်ဘက်ဒေသတွေမှာတွေ့ရပါတယ် အဲ့ဒီနောက်ပိုင်းအိန္ဒိယနိုင်ငံမှာလည်းတွေ့တယ်လို့မှတ်တမ်းတွေမှာဖော်ပြထားတယ်နော် ဟုတ်ပါတယ်2002ခုနှစ်လောက်မှာအိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းကအာရူနာရှယ်ပရာဒက်ရှ်ပြည်နယ်နမ်တာဖာကြားပေးမဲ့တောမှာပေါ့နောက်ပိုင်းမှာနာဂါလန်ပြည်နယ်တွေမှာပါတွေ့ရှိခဲ့တဲ့မှတ်တမ်းတွေရှိလာပါတယ်ဆိုတော့သူတို့ကမြန်မာအိန္ဒိယနယ်စပ်တောင်တန်းတွေမှာအဓိကနေထိုင်ကြတယ်လို့ပြောနိုင်ပါတယ် အဲ့ဒီနေရာတွေကမေပုံပေါ်မှာကြည့်ရင်တော့တော်တော်ခေါင်တဲ့နေရာတွေနော်ပတ်ကွိုင်းတောင်တန်းနဲ့ကူမွန်တောင်တန်းတွေစုံတဲ့နေရာလိုမျိုး တိတိကျကျပြောရရင်သူတို့နေတဲ့နေရာတွေကပင်လယ်ရေမျက်နှာပြင်အထက်မီတာ450ကနေ600ကြားမှာဒီဒေသဟာအပူပိုင်းတောနဲ့တမပိုင်းတောတွေရဲ့ကြားကကူးပြောင်းတဲ့နေမြေ transition zone ဖြစ်ပါတယ်ဒီလိုနေရာတွေကဇီဝမျိုးစုံမျိုးကွဲတွေအလွန်ကျွယ်ဝပြီးတောကလည်းတိတ်တဲတော့ပုံအောင်ဖို့အလွန်လွယ်ကူတယ်လေ တော့ကတိတ်တဲ့လူကအရောက်ပေါင်နဲ့သူတို့ကိုယ်တိုင်ကလည်းတေးသေးလေးဆိုတော့ရာစုညစ်ပေါင်များစွာလွတ်မြောက်နေကြတာအံ့ဩစရာတော့မရှိပါဘူး။ကောင်းပြီသူတို့ဘေးမှာနေလဲဆိုတော့တည်ပြီ။ဒါပေမဲ့နေ့စဉ်ဘဝမှာတော့သူတို့ဘလို့နေထိုင်ပြုမှုကြလဲ ဝမ်းနည်းစရာကောင်းတာကအဲ့ဒီမှာတော့ကျွန်တော်တို့ရဲ့အသိပညာကအတော်လေးအကန့်အသတ်နဲ့ပဲရှိပါသေးတယ်သူတို့ကတိတ်ကိုရိုးဝှက်စွာနေတတ်တဲ့တတ္တဝါမျိုးပါ ကျွန်တော်ဖတ်မိတော့ရေပြွေရခြင်းတကောင်တည်းနေထိုင်လေးရှိကြတယ်လို့ဆိုပါတယ် ဟုတ်ပါတယ် ။အစားအစာအနေနဲ့ကတော့တိုးထဲမှာကြွေကြနေတဲ့တစ်တီးနဲ့တစ်ရွက်တီကိုအဓိကစားသုံးတယ်ပေါ့ ပါဝင်နေတဲ့သူတို့ကတတိယကိုစားပြီးတနေရာကနေတနေရာကိုရွှေ့လျားသွားလာရင်မစင်စွန့်တဲ့အခါအဲ့ဒီအတီးရဲ့မျိုးစေ့တွေကနေရာအနှံ့ကိုရောက်သွားစေရဲ့ ။အော် မျိုးစေ့ဖြန့်ဝေသူလို့ကိုလောက်ပေးနေတာပေါ့ အတိအကျပဲဆိုတော့ဒီသမင်လေးတွေမရှိရင်အဲ့ဒီတောရဲ့အပင်ဖွဲ့စည်းပုံတော့ပြောင်းလဲသွားနိုင်ပါတယ် ဒီလိုတင်းငယ်ပြီးလူဝတ်တဲ့တတ်တော်ဝါလေးကတော်ကြီးတစ်ခုလုံးရဲ့ကျမ်းမာရေးကိုထိမ့်သိမ့်ပေးနေတဲ့ဆိုတဲ့ချက်ကတော်တော်လေးအားကျစရာပဲကဲဒါဆိုရင်အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ထိမ့်သိမ့်ဆောင်ရှောက်ရေးအခြေအနေကိုကြည့်အောင်ဒီလောက်ရှားပါပြီးထူးခြားတဲ့မျိုးစစ်တစ်ခုဆိုတော့ IUCN Red List မှာ critically endangered အဆင့်မှာရှိနေလောက်ပြီထင်တယ် အဲ့ဒီလိုထင်စရာရှိပေမဲ့တကယ်လမ်းမှာတော့အခြေအနေကပိုရှုပ်ထွေးလေ IUCN ရဲ့အနီအောင်ဈေးရင် Red List မှာတော့ဖတ်ချေကိုအချက်လက်မပြည့်စုံ data deficient ဆိုတဲ့အဆင့်အတန်းအဖြစ်ပဲသတ်မှတ်ထားတယ် အချက်လက်မပြည့်စုံဆိုတော့အန်ဒီရှိလားမရှိလားမသိသေးဘူးဆိုတဲ့သဘောလားဒါကကောင်းတဲ့လက္ခဏာတော့မဟုတ်တော့ဘူးထင်တယ် စလုံးဝမဟုတ်ပါဘူး data deficient ဆိုတာဘေးကင်းတယ်လို့ဆိုလိုတာမဟုတ်ပါဘူးတကယ်တော့ဒါဟာပိုပြီးစိုးရင်စရာကောင်းတဲ့အခြေအနေတစ်ခုလို့တောင်ပြောလို့ရတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့အရေးအတွက်စုစုပေါင်းဘယ်လောက်ရှိလဲဘယ်နေရာတွေမှာပြည့်နှက်နေလဲဆိုတာကိုတိတိကျကျမသိရသေးတဲ့အတွက် မျိုးတုံးမှုပန်တွေကိုအကဲဖြတ်ဖို့အချက်အလက်မလုံလောက်တီးဘူးလို့ဆိုလိုတာပေါ့ ဟုတ်ပါတယ်ဆိုလိုတာကကျွန်တော်တို့မျက်စိစုံမိတ်ပြီးမောင်းနေရတဲ့ကားတစ်စီးလိုပဲရှေ့မှာ6ရှိလားတောင်ရှိလားမသိဘူး ဒါဆိုရင်မတိချင်းကပဲသူ့အတွက်အကြီးမားဆုံးချင်းကြောင်မှုတစ်ခုဖြစ်နေတာပေါ့ အဲ့ဒါပါပဲဒါပေမဲ့အထောက်ထားတဲ့အရာတော့ဒေတာခန့်တွေရဲ့အသားအတွက်အမဲလိုက်ချင်းထုံချောက်မိချင်းတွေကြောင့်အရေးအတွက်ကကြောက်စင်းနေနိုင်တယ်လို့တော့ပညာရှင်တွေကခန့်မှန်းထားကြပါတယ် ကဲဒီနေ့လေလာမှုကနေအထီးကတီးလိုက်ရတဲ့အချက်တွေကိုပြန်ချုပ်ရအောင်ပထမချက်ကဖတ်ချေဟာ
တရွတ်တရွတ်နဲ့ထုတ်လို့ရလောက်အောင်သိနေခဲ့ကဘာအသေးဆုံးတမင်မျိုးစိတ်တွေထဲကတစ်ခုဖြစ်တယ် ဒုတိယချက်ကတော့သိပ္ပံပညာအတွက်1990ခုနှစ်မှာရှာဖွေတွေ့ရှိခဲ့ပေမဲ့ဒေတာခန်တွေကတော့အရင်ကတည်းကသိရှိခဲ့ကြပြီးဖက်ချေလို့အတိတ်ပဲပြေဝတဲ့နာမည်ပေးထားပြီးသားဖြစ်နေတာ ဟုတ်တယ်တတိယချက်ကသူ့မှာတမင်မျိုးနွယ်ရဲ့စင်ကဲဖြစ်စဉ်ကိုလေ့လာနိုင်တဲ့သက်ရှိကြောက်ဖြစ်ရုပ်ကျွန်းလက္ခဏာတွေရှိနေတယ်အထူးသဖြင့်အဖိုးရောအမပါသွားဆွဲပါတာအကောင်ပေါက်လက်တွေမှာအဆက်အပြောက်မပါတာတွေပေါ့ နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့သူ့ကိုချင်းချောက်နေတဲ့အကြီးမားဆုံးအန်ဒီယေကကျွန်တော်တို့ကိုယ်တိုင်ကသူတို့အကြောင်းကိုပြည့်ပြည့်စုံစုံမသိရှိသေးတာပဲဖြစ်ပါတယ် မှန်ပါတယ် data deficient ဆိုတဲ့အဆင့်အတန်းကသူ့ရဲ့အကြီးမားဆုံးရန်သူဖြစ်နေတာပေါ့ နောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့အကြုံကိုခြံထားခဲ့ခြင်းပါတယ် ဟုတ်ကဲ့ ကျွန်တော်တို့ဒီနေ့ဆွေးနွေးခဲ့ကြတယ်လို့ဖက်ချေရဲ့လက္ခဏာတွေဟာရှေ့ကြတဲ့တမင်မျိုးစိတ်တွေနဲ့ဆင်တူတယ်ပေါ့ဒါပေမဲ့စဉ်းစားကြည့်ပါကဘာပေါ်ကအကောင့်အဆုံးတောနေကြီးတဲ့ထဲမှာဖက်ချေလိုပဲသစ်ပံပင်ကရဲ့အမြင်ကနေလွတ်မြောက်ပုံကွယ်နေသေးတဲ့ဘလိုမျိုးစိတ်တစ်တွေထက်ရှိနေအောင်မလဲ တကယ်စိတ်ဝင်စားစရာကောင်းတဲ့မေခွန်းတစ်ခုပါပဲ ကျွန်တော်တို့ကတရက်တရက်စာတမင်လေးတစ်ကောင်ကြောင့်ပြောရင်းနဲ့အဆုံးမှာတော့ကဘာမြေရဲ့မဖတ်ရသေးတဲ့စာကြီးတိုက်ကြီးအကြောင်းကိုရောက်လာပါပဲဖက်ချေဆိုတာကအဲ့ဒီစာကြီးတိုက်ကြီးတဲ့ကကန်ကောင်းလို့တွေးလိုက်ရတဲ့စာမျက်နှာတစ်ရွက်ပဲရှိပါသေးတယ်ကျွန်တော်တို့မသိသေးတဲ့မဖတ်ရသေးတဲ့စာအုပ်ပေါင်းများစွာအဲ့ဒီတောနဲ့ကြီးတွေထဲမှာရှိနေနိုင်ပါသေးတယ်အဲ့ဒီစာအုပ်တွေကိုကျွန်တော်တို့ရှာမတွေ့ခင်ထာဝရပျောက်ဆုံးမသွားခင်မှာရှာဖွေဖို့ထုတ်ဖို့ကာကွယ်ဆုံးရှောက်ဖို့ကတော့ကျွန်တော်တို့အားလုံးရဲ့တာဝန်တစ်ခုအဖြစ်ကြန့်ရှိနေသေးပါပဲ